အောင်ဆန်းစုကြည်၅ပါးသီလလုံခြုံမှုရှိမရှိကျွန်တော်တို့စဉ်းစားဘူးသလားစဉ်းစားကြည့်အောင်ဒေါ်အောင်ဆန်းစုကြည်တစ်သူတစ်ပါးအသက်တတ်ဘူးသလားသူ့ကြောင့်သူတစ်ပါးသေဘူးသလားကျွန်တော်စဉ်းစားရမှာနော်တချို့နိုင်ငံခေါင်းဆောင်တွေရှိတဲ့အာဏာရတဲ့အချိန်မှာသူ့ကြောင့်နိုင်ငံရေးအကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားတွေအမိန်လေးတစ်ချက်နဲ့လက်မှတ်လေးတစ်ချက်နဲ့တတ်သွားတာဒီအများကြီးပဲစိတ်ကန်းဥမောင်မြင့်တို့ခရမ်းကိုတင်မောင်ဝင်းတို့ကျွန်တော်တို့ဘယ်တော့မှမမေ့ဘူးဟောဒီမှာရှေ့မှာထိုင်နေတဲ့လွတ်တော်ကိုယ်စားလှယ်ပို့သိတယ်နံပါတ်1သူတစ်ပါးဥစ္စာခိုးယူခြင်းဒေါ်အောင်ဆန်းစုကြည်ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကမိခင်ဒေါခင်ကြီးရဲ့လက်အောက်မှာနေပြီးနောက်ဆုံးအိန္ဒိယရောက်သွားတဲ့အထိဒီကိုဗမာပြည်ပြန်ဝင်လာတဲ့အချိန်1988-89မြန်မာနိုင်ငံရေးဇက်ခုံတက်တဲ့ကာလကစပြီးခဏအထိဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံဤပိုင်ဆိုင်မှုများတဲ့ကဓစိတ်တစ်ပိုင်းတော်၎င်းအများကြီးတော်၎င်းယူခဲ့တယ်လို့ကြားဘူးသလားကျွန်တော်စဉ်းစားမှာနော်ကျွန်တော်စဉ်းစားမှာနံပါတ်3လိန်ပြောတာကျွန်တော်တို့ဖျားမကြိုက်ဘူးလူကြီးတွေဆုံးမတယ်လိန်မပြောနဲ့အမှန်တိုင်းပြောကျွန်တော်တို့သီလယူတယ်၅ပါးသီလစောင့်ယူတယ်ကိုမရအောင်သီလဘယ်နှပါးဆောင်ထိန်နိုင်တယ်လဲဒေါ်ဆန်းစုကြည်လိန်ညာချင်းလူတို့ကိုကြိုက်အောင်ဘယ်တော့မှမပြောဘူးကျမကိုချစ်နေတဲ့သူတွေသည်တဲ့ကျမကိုချစ်နေတဲ့ဟောဒီလူတို့သည်တစ်ချိန်ကြရင်ကျမကိုလည်းမုန်းသွားနိုင်တယ်အဲ့လိုစကားပြောတာနော်ကျွန်တော်တို့လူတွေအားလုံးလက်ခုပ်တန်းလိုချင်တာဝေဖန်ရင်မကြိုက်ဘူးရှုတ်ချရင်မကြိုက်ဘူးဒေါအောင်ဆန်းစုကြည်သူ့ကိုဝေဖန်လိုက်ရတယ်ကျွန်တော်မဲမယ်ပြိတ္တကြီးနှစ်ပေါင်းများစွာအကျေကျုပ်ဘဝနေရတဲ့အချိန်မှာနိုင်ငံပိုင်သတင်းစာတွေဘော်ကနေကလောင်ဝက်ဘောင်းစုံနဲ့ဖေကန်ကောင်းတွေရောဘာတွေရောညာတွေရောဒေါ်အောင်ဆန်းစုကြည်ကိုတော့မှရှေ့ကအောင်ဆန်းဖြုတ်ပြီးဒေါ်စုကြည်နဲ့မကောင်းတဲ့အပေါက်ချတဲ့သတင်းတွေရေးခဲ့ပြီးတော့အပေါက်ချခံရတဲ့နှစ်ပေါင်းများစွာဒေါ်အောင်ဆန်းစုကြည်အပြုံးတစ်ချက်မပြတ်ဘူးနော်မပြတ်ဘူးကျွန်တော်တို့ဟောရက်ွက်ထဲမှာတယောက်အတင်းတုံးလိုက်ကိုမျက်နှာပြတ်ပြီးငါချောင်းပြောနေတာလားမသိဘူးငါချောင်းပြောနေကျွန်တော်ပြောတယ်ဒေါ်အောင်ဆန်းစုကြည်ကရိုးလေးရဲ့သူ့ကိုသတင်းစာတွေကနေပြီးတော့အပုတ်ချတဲ့စကားတွေရေးအမျိုးစုံပရုတ်တဝါစာတွေနဲ့ရေးတာတော့မှဒေါ်အောင်ဆန်းစုကြည်အပြုံးမပြတ်ဘူးဘာလို့လို့ तू မဟုတ်တာမလုပ်လို့၃ပါးသီလအမေစုကိုတယော်ခဲ့တဲ့ပြချမ်းလာဘီချမ်းလာလွင့်ထွက်သွားပြီသူပါတီကနေလွင့်ထွက်သွားပြီအဲ့ဒါလူကြီးကိုစော်ကားတာနောက်တစ်ယောက်ရှိသေးတယ် NLD ပါတီပြက်သွားပြီဘာညာနဲ့ကိုရီတွေးပြီးတော့ထဟစ်နေတာနေရာကောင်းယူခြင်းနေတဲ့စန္ဒာမင်းတယောက်လေပါတီကမရှိတော့ဘူးနေရာမရတဲ့ခါကျတော့အခုလာတာကနေဝင်ပြီးတော့ဖြာခင်းတော့မယ်ဗျထိုင်ကုန်တော့နေရာမရသေးဘူးနော်တတိပုဂ္ဂလဆိုတော့ तू ကဖြာခင်းရတော့မယ်အနေသားမျိုးရှိနေပြီဗျဟောကြံသေးတယ်လူလဲဆိုတဲ့ခါကျတော့မေစုဟာနိုင်ငံရေးကျင်းသားမဟုတ်ဘူးအဂရီလိုက်စားထားပါဘာညာဆိုပြီးလူသိရှင်ကြဝေဖန်တိုက်ခိုက်တယ်ဗျအဲ့လိုတိုက်ခိုက်ရုံနဲ့အားမရသေးဘူးသူကခုဆိုလို့ရှိရင်ဘာဖြစ်ပါလဲတခုဆိုရင် line ပေါ်မှာနိုင်ငံရေးနဲ့ပတ်သက်လို့ဟိုလိုတိုက်ခိုက်ဒီလိုဝေဖန်ပြီးတော့ဗျရန်ကုန်မြို့တော်ဝင်နေရာကိုယူခဲ့ဘူးတဲ့ NLD ပါတီဟောင်းလည်းဖြစ်တဲ့ပြီးသုံးလုံးပြီးပြားလာတော့သူဘာကြီးလိုပဲဗျအာဆီယံသွားတယ်လို့ပဲသူလဲနာမည်စရင်ပါတော့မဲဆိုကန်ဒီမှာ UEC ကနေတိတ်ဖြုတ်ထည့်လိုက်တာဗျအခုတော့တေးကြပါတယ် UEC ကလောက်လိုက်တဲ့ခါကျတော့တက်ခံသွားရရှာပါပြီဗျနောက်တစ်ယောက်ကြံသေးတယ်ရှစ်ဘူးဝါရောင်ပြောင်ကြီးရလဲဗါတဲ့လမ်းမတော်မြို့နယ်ကရာဇဝင်ရှိခဲ့တဲ့မြို့ဆိုပဲဗိုလ်ချုပ်အောင်ဆန်းကိုတိုင်ကလည်းလမ်းမတော်မြို့နယ်ကဝင်ပြိုင်ခဲ့တယ်ရွေးကောက်ပွဲကိုအဲ့ဒီအစဉ်အလာတိုင်းသူကလည်းအဲ့ဒါကိုလက်ခံပြီးအဓိကထားပြီးတော့ဝင်ပြိုင်နာပါတယ်ဆိုပြီးဆိုထားသေးတယ်ဗျအဝါရောင်ပြောင်ကြီးကလည်းလာတယ်သူကလည်းရာဇဝင်လိုမှတ်တမ်းလိုနဲ့ဘာပူကြီးအလိုကြဖားနေတော့ခုချိန်တော့ကောင်းနေသေးတာပေါ့ဗျာနောက်ကြမှာပြောင်ကြီးကနေငောင်ကြီးဖြစ်နေမှာတော့မြင်ရောင်မိပါသေးတယ်ဗျာ